အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်းထင်ပါဒီနေ့မနေ့လိုင်းပေါ်တက်လာတဲ့ဒိုးညီနောင်ကားလိုင်းကရင်မောင်းရဲ့မစင်မချင်းလုံးရကြောင်းလူအများရဲ့အသက်အန္တရာယ်ထိခိုက်စိုးရိမ်စရာဖြစ်ခဲ့တဲ့ကိစ္စကို reaction လေးလုပ်သွားပေးပါမယ်ကဲအားလုံးပဲကြည့်လိုက်ရအောင်ဒီမှာကတော့သူစီးခဲ့တဲ့ဟာတွေကလေးလေးပါတယ်ဒီမှာတို့တကယ်ကြောက်နော်အဲ့ဒါကြားသွားရင်ငါတို့သေပြီအဲ့ဒါကန်ကောင်းလို့အခုတလို့တော့သူတို့ပြောသေးတယ်ကန်ကောင်းလို့နော်တွန်းလို့အချိန်များကြီးပြောရတာအချိန်ချောဦးလဲလို့ဘေးချိန်ပြရောက်ရင်ရပြီလို့ပြောရလေငါတို့ဆဲတယ်အဲ့ဒါလေရန်ကကလေးကကျွန်တော်ငါကားသမားနော်တဲ့ငါကားသမားနော်တဲ့ငါကားသမားနော်တဲ့နင်တို့တဲ့ငါ့ကိုပဲမအိုနဲ့တဲ့အဲ့လိုထီတောင်ပြောရတော့ငါတို့တောင်မှတိတ်လေးပြန်နေသွားတာဦးလဲဘေးချိန်ရောက်ရတယ်အချိန်ချောလို့ပြောရလေနော်အဲ့လောက်ချီပြောရနော်ငါတို့လည်းကြောက်တာပေါ့ခီးတော့ဘူးတူတွေကြီးပဲဘလိုင်းတခါလည်းမတောက်တဲ့ဟုတ်တယ်ပြီးပြီးလုံးထောက်တာတယ်ဒါတဲ့ကောင်လေးပါအဲ့လိုတေးပြီးချင်းနေအဲ့ပြုတ်ကြတာလေတော့ဟိုသေးတယ်ဒီလိုမှန်းနေဟုတ်လားနားလေးဟိုကကားတမထွက်လာပြီလားကားတမပါချပဲဘာမှမဖြစ်ဘူးကြာရတော့တော့မလို့တော့ဘာဖြစ်တရားဆွဲပဲအဲ့လိုမျိုးလို့ငါတို့ပဲဆဲလိုက်သေးတယ်သူ့ချော့ဖြည်းဖြည်းမောင်းဆိုငါတို့ပဲဆဲလိုက်သေးတယ်ဒီမှာကားဒီလိုမျိုးဖြစ်သွားတာအဲ့အောက်မှာကြောက်ပဲဒီမှာတစ်ပီနဲ့ကေထားလို့မတွေးဘူးအိုးဘယ်လောက်ထိတော့အေးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကားပေါ်လိုက်ပါလာတဲ့ခီးတဲ့တချို့ရဲ့ထုတ်ဖော်ပြောဆိုချက်အရတင်ထားတဲ့ post မှာပေါ့နော်သူကဒီကားဂိတ်ကို2နာရီလောက်ကြိုပြီးရောက်နေတယ်အဲ့ချိန်မှာကားသမားကရန်မူးနေခဲ့တဲ့ပုံစံကိုတွေ့ရတယ်ဒါကြောင့်မလို့သူတို့ကဂိတ်မူးကို complain တက်တယ်ပေါ့အဲ့လိုဂိတ်မူးကိုသူတို့ပြောတဲ့အတွက်ကြောင့်ဂိတ်မူးကတခြားကားသမားတယောက်ကိုထည့်ပေးလိုက်တယ်နောင်ချိုထိကိုအဲ့ကားသမားကိုမောင်းဖို့တာဝန်ပေးလိုက်တယ်ဒီရက်မူးနေတဲ့လူကိုနောင်ချိုရောက်မှပြန်ပေးမောင်းဖို့ပေါ့နော်အဲ့လိုမျိုးစီစဉ်ပေးလိုက်တယ်ဒါကိုရက်မူးနေတဲ့ကားသမားကပန်ကျူရောက်တော့မောင်းနေတဲ့ကားသမားကိုပြန်လွှတ်ပြီးတော့သူတက်မောင်းတယ်လမ်းမှာလည်းဘီယာထပ်တောက်တယ် ABC တပူးထပ်တောက်တယ်လို့ခီးတယ်တွေရဲ့ပြောဆိုရေးသားမှုအရသိရပါတယ်သူအဲ့လိုရက်မူးနေပြီးတော့ရက်တွေရက်မူးနေပြီးတော့ကားကိုအမြန်မောင်းတဲ့အခါမှာခီးတယ်တွေကသူ့ကိုဝိုင်းတားကြတယ်ပေါ့နော်ဖြည်းဖြည်းမောင်းဖို့ဘယ်ချိန်ရောက်ရပါတယ်ဖြည်းဖြည်းမောင်းပါဆိုတာမျိုးဝိုင်းပြီးတော့တားကြတယ်တားတဲ့ခီးတယ်တွေကိုလည်းသူကပြန်ပြီးရန်လုပ်တယ်လို့သိရပါတယ်တကယ်တော့ဂိတ်မူးကဒီလူကိုကားပေါ်ကိုတင်ပေးကိုမတင်ပေးလိုက်ရတော့မှာသူ့ကိုနောင်ချိုရောက်မှလူချင်းပြီးမောင်းခိုင်းတာတွေပါလေမလုပ်သင့်ဘူးတကယ်တော့ဘာလို့လဲဆိုတော့တကယ်လို့နောင်ချိုရောက်တဲ့အချိန်မှာဒီလူကအမှုမပြေသေးဘူးဆိုရင်ရောနောက်တစ်ခုကအခုဟလာဖြစ်ခဲ့တဲ့ကိစ္စလိုမျိုးလမ်းထဲမှာ तू ကထပ်တောက်နေတယ်ဆိုရင်ရောတကယ်တော့ဖြည့်ရှင်းတဲ့နီးကလည်းမှန်တော့မမှန်ဘူးဒီလူကရက်တွေအရန်မူးနေတယ်ဆိုရင်ဒီလူကိုမမောင်းခိုင်းမင်းနဲ့တခြားတင့်တော်မဲ့လူတယောက်ကိုထည့်ပေးပြီးတော့သူ့ကိုဂိတ်မှာပဲထားလိုက်ရတော့မှာမူးပြေမှာ तू ကသူတို့ဆက်ပြီးတော့တင့်တော်လို့ပေါ့နော်ရေးယူတာပါညာဆိုဒါပေမဲ့အဲ့လောက်ထိလဲစီကန်းရှိတဲ့ပုံမပေါ်ပါဘူးဘာလို့လဲဆိုမူးနေတဲ့လူကိုအဲ့လိုရေးယူဖို့အစီအစဉ်မရှိလို့ဒါလဲအခုလိုမျိုးသူတို့ဟလာနောင်ချိုမှာလူချင်းပြီးမောင်းဖို့ထည့်ပေးလိုက်တာပေါ့အဲ့ဒါကိုနောင်ချိုတိမရောက်ပဲပန်ကျူမာတင်သူကမောင်းနေတဲ့လူကိုဖယ်ခိုင်းပြီးတော့သူတက်မောင်းတယ်မောင်းတဲ့ခါမှာလည်းကြံတန်းနေအရန်နေမောင်းတယ်မောင်းတော့သူအဲ့လိုမစင်မချင်းမောင်းတဲ့အတွက်ကြောင့်မို့လို့6ခွေတောင်ရဲ့6ခွေမြောက်မှာကြောက်ထဲပြုတ်ကြတာကြောက်ထဲပြုတ်ကြပြီမဲ့လို့ဟိုချောင်းတက်ထဲထိကိုမရောက်သွားတာကကံကောင်းလို့ဒီကမ်းပါးမှာကြောက်ကမ်းပါးမှာရှိနေတဲ့တစ်ပင်ကြောင့်ဒီတစ်ပင်ကကယ်သွားလို့ပေါ့ဒါကြောင့်မလို့သူတို့အသက်တွေမဆုံးရှုံးခဲ့တာဒါပေမဲ့ကိုဝင်ဆောင်တဲ့မျိုးသမီးတယောက်ကကားပေါ်မှာပါတဲ့ကိုဝင်ဆောင်တဲ့မျိုးသမီးတယောက်ကခါတော့ထိခိုက်သွားတယ်လို့သိရတယ်ဒါကလည်းအတော်စိတ်မကောင်းစရာကိစ္စပဲဘာလို့လဲဆိုတော့ကိုဝင်ဆောင်တဲ့မျိုးသမီးဆိုတာခါးတွေပါထိသွားရင်အထက်ကကလေးကိုအသက်အန္တရာယ်တွေပါစိုးရင်ရသလားနေမစီလာမစီပဲဝိဖားတဲ့ပြဿနာတွေပါဖြစ်နိုင်လားဒါတွေပြန်ပြီးတော့ view ဆိုင်ရမယ့်အပိုင်းတွေပါဖြစ်လာပြီပေါ့နော်ဆိုဒီကိစ္စမှာဒီကားသမားကိုကျွန်တော်အမြင်ကတော့ဒါဟိုပေါ့တန်တန်ရေးယူရမယ့်ကိစ္စမဟုတ်ဘူးထိထိရောက်ကိုရေးယူရမယ့်ပြစ်ပေးရမယ့်ကိစ္စလို့မြင်တယ်ဘာကြောင့်လဲဆိုတော့လူဆိုတာကအမှားနဲ့မကင်းဘူး
မှန်တယ်လက်ခံတယ်ဒါပေမဲ့ဟိုလက်ခံလို့ရတဲ့အမှားဟုတ်လားမတော်တဆဖြစ်တဲ့အမှားဆိုတာအရည်ရွယ်ပဲဖြစ်တဲ့အမှားဆိုတာတစ်မျိုးရှိတယ်ဟိုလက်လွတ်စပယ်အလေးမထားဘဲနဲ့လှုပ်ချင်ရလှုပ်တဲ့အမှားဒီလိုအမှားမျိုးကြတော့ဒါကခွင့်လွတ်တိခံလို့မရတဲ့အမှားလို့ပြောလို့ရတယ်လက်ခံလို့မရတဲ့အမှားမျိုးဒါမျိုးကကြတော့ဒါကဆုံးရှုံးမှုလဲဒါရင်လိုင်းအတွက်လဲဆုံးရှုံးမှုရှိတယ်ခီးတဲ့ပြည်သူတွေရဲ့အသက်တွေလည်းဆုံးရှုံးမှုရှိတယ်ပို့ပြီးတော့အရေးကြီးတာတော့ဒီခီးသွားပြည်သူတွေရဲ့အသက်တွေအများကြီးပေါ့နော်လူအများကြီးရဲ့အသက်တွေဘာမှအခုကဘာမှမဖြစ်သွားတော့ဒါတော်သေးတာပေါ့တကယ်လို့များတချို့တွေတေကုန်မယ်တချို့တွေဒုက္ခိတဖြစ်ကုန်မယ်ကျိုးကုန်ပဲ့ကုန်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ဘဝတစ်လျှောက်လုံးဘယ်လောက်ထိထိခိုက်သွားမလဲဒီလူတယောက်ရဲ့မစင်မချင်းလောက်ရဲ့ကြောင့်တခြားလူတွေခီးသွားတယ်ဒီလိုမျိုးထိခိုက်သွားတယ်ဆိုတော့ဒီဒုညင်အောင်ကားကိတ်ကထိထိရောက်ရောက်ရေးယူကင်တွေဖြစ်ရှင်းမှုတော့လိုတယ်အဲ့တော့ခီးသွားတဲ့မိဘပြည်သူတွေလည်းသတိထားကြပေါ့ဟုတ်ကဲ့ကြည့်ရှုတဲ့အသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အားလုံးလည်းဘေးရန်ရကင်းရှင်းကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့တာပေါ့